ခင်ဖြစ်သူအသက်ဆုံးရှုံးပြီးနောက်အားနည်းတဲ့ချင်းသေးလေးတစ်ကောင်ဟာနိုင်ငံတော်ကနေနှင်ထုတ်ခံခဲ့ရပါတယ်။သူဟာနှစ်ပေါင်းများစွာတစ်ကောင်နဲ့အသက်ရှင်ရင်းနောက်ဆုံးမှာတော့ဘရင်အစ်စ်ကိုရင်ဆိုင်နိုင်လောက်တဲ့အထိတန်မာလာခဲ့ပါတယ်။ဒီနေ့တော့2019ခုနှစ်ထွက်သူရင်ခင်စကားရဲ့ဇလံကိုပြန်လည်တင်ဆက်ပေးသွားမှာပါ။နေထွက်လာချိန်မှာအာဖရိကတခွင်ကတရိတ်ဆန်အားလုံးဟာမင်းသားလေးမွေးဖွားလာတဲ့သတင်းကိုသိရှိကြပါတယ်။ဘရင်မူဖာဆာကိုဂုဏ်ပြုဖို့အတွက်တရိတ်ဆန်အားလုံးဟာ Pride Rock ကိုရောက်လာကြပါတယ်။ Rafiki ကစင်ဘာရဲ့နဖူးမှာအမှတ်အသားတင်ပြီးအနာဂတ်ခေါင်းဆောင်ဖြစ်မြောက်ပြလိုက်ပါတယ်။အခမ်းအနားပြီးဆုံးသွားတဲ့နောက်တရိတ်ဆန်အားလုံးဟာမင်းသားလေးကိုဥညွတ်အယိုအသေးပေးကြပါတယ်။ဒါပေမဲ့စကားတယောက်တည်းကတော့အခမ်းအနားကိုမတက်ဘဲသူ့ကူထဲမှာကြွက်တကောင်ကိုအမဲလိုက်နေပါတယ်။သူ့အမဲလိုက်နေတော့တော်ဝင်သတင်းပိုးငတ်စာစုရောက်လာပြီးမူဖာဆာကတော်ဝင်တွေ့ဆုံပွဲအတွက်သူ့ကိုခေါ်နေကြောင်းပြောလိုက်ပါတယ်။ဇာဇူးကြောင့်စကားဖမ်းထားတဲ့ကြွက်လဲလွတ်သွားတာကြောင့်စကားကဒေါသထွက်ပြီးဇာဇူးကိုစားပစ်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့မူဖာဆာအချိန်မီရောက်လာပြီးတားဆီးလိုက်ပါတယ်။စိတ်မကြည်မနှက်ဖြစ်နေတဲ့တောဘရင်မူဖာဆာကအခမ်းအနားမှာစကားကိုမတွေ့ခဲ့ရတဲ့အကြောင်းနဲ့သူ့ညီလည်းအဲ့ဒီနေရာမှာရှိနေစေချင်ခဲ့ကြောင်းပြောပါတယ်။ဒါပေမဲ့စကားကတော့ဘရင်ယာတူးကိုတူဖြစ်တဲ့စင်ပါစီလက်လွှဲလိုက်ရတာကိုမကျေနပ်နိုင်သေးပါဘူး။အဲ့ဒီနောက်မူဖာဆာကဘရင်ဖြစ်ခွင့်အတွက်သူ့ကိုစိန်ခေါ်ခြင်းတလားလို့မေးပါတယ်။စကားကတော့သူ့မှာအနိုင်ရနိုင်တဲ့အခွင့်အရေးမရှိဘူး။မူဖာဆာပဲအမြဲဘရင်ဖြစ်နေမှာလို့ပြန်ဖြေလိုက်ပါတယ်။ဒါကိုမူဖာဆာကမင်းမတဲ့တနေ့ကျရင်စင်ပါကငါနေရာကိုဆက်ခံပြီးဘရင်အစ်စ်ဖြစ်လာမယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့မှာစင်ပါလေးအိယာနိုးလာပြီးမူဖာဆာကိုအတူနေမြေလှည့်ဖို့ခေါ်ပါတယ်။ဒါပေမဲ့မူဖာဆာကသူ့သားကိုကြောက်တောင်အမြင့်ဆုံးနေရာစီခေါ်သွားပြီးမျက်စိမြင်သမျှနေမြေအလုံးဟာသူတို့ရဲ့နိုင်ငံဖြစ်ကြောင်းပြသပါတယ်။အံ့ဩသွားတဲ့စင်ပါကဖခင်ဖြစ်သူဟာဒီနေမြေအလုံးကိုအုပ်ချုပ်တာလားလို့မေးပါတယ်။မူဖာဆာကတနေ့ကျရင်ဒီနေမြေအလုံးကိုတားဖြစ်သူကစောက်ရှောက်ရမှာဖြစ်ကြောင်းပြန်ဖြေပါတယ်။စင်ပါကဒီမြေတွေအလုံးကိုသူပိုင်မှလားလို့မေးရမူဖာဆာကမဟုတ်ဘူး။ဘရင်အစ်စ်ဆိုတာနေမြေကိုပိုင်ဆိုင်တာမဟုတ်ပဲကာကွယ်စောင့်ရှောက်ပေးသူဖြစ်တယ်လို့ပြောပါတယ်။နေမြေကိုကြည့်နေတဲ့အချိန်စင်ပါကအဝေးမှာရှိတဲ့အမောင်ဖုံးနေတဲ့နေရာကိုမြင်ပြီးအဲ့ဒါဘာလဲလို့မေးပါတယ်။ဒါပေမဲ့မူဖာဆာကအဲ့ဒီနေရာကိုဘယ်တော့မှမသွားရဘူးလို့တားမြစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဇာဇူးရောက်လာပြီးတောခွေးတွေနေမြေထဲမှာအမဲလိုက်နေတာကိုတွေ့ခဲ့ရကြောင်းသတင်းပို့ပါတယ်။အဲ့ဒါကြောင့်မူဖာဆာကစင်ပါကိုအိမ်ပြန်ပို့ပြီးသူကိုယ်တိုင်နေမြေကိုကာကွယ်ဖို့ထွက်သွားပါတယ်။မူဖာဆာထွက်သွားပြီးနောက်စင်ပါကအခြားချင်းသေးကလေးတွေစီရှောက်သွားပါတယ်။အဲ့ဒီအချိန်ပိုးတောင်မတကောင်ဖြစ်သွားတာကိုတွေ့လိုက်ရတဲ့အတွက်ကြောင်လေးတကောင်လိုပဲလိုက်ဆော့ပါတော့တယ်။ပိုးတောင်မကိုလိုက်ရင်ကြောက်တုံးတွေပေါ်တက်သွားပြီးနောက်ဆုံးမှာတော့စကားရဲ့ကူတဲကိုပြုတ်ကျသွားပါတယ်။စိတ်လှုပ်ရှားနေတဲ့စင်ပါကဘရင်ဖြစ်ရတာဘလို့လဲဆိုတာပြောနေချိန်စကားကအခွင့်ကောင်းယူပြီးမူဖာဆာကအမောင်နယ်မြေအကြောင်းပြောဖူးလားလို့မေးပါတယ်။မပြောဘူးမှသိသွားတဲ့အခါအဲ့ဒီနေရာဟာစင်တင်ချိုင်းဖြစ်ပြီးအရွယ်ရောက်တဲ့ချင်းသေးအလုံးဟာသူတို့တက်တိရှိကြောင်းတက်တည်ပြဖို့အဲ့ဒီနေရာကိုသွားကြတယ်လို့ပြောလိုက်ပါတယ်။ဦးလေးရဲ့စကားကိုကြားပြီးတဲ့နောက်စင်ပါကအဲ့ဒီနေရာကိုသွားကြည့်ခြင်းစိတ်အယမ်းဖြစ်သွားတာကြောင့်နာလာကိုလာခေါ်ပါတယ်။ဒါပေမဲ့အရွယ်ရောက်ချင်းသေးမတွေကသူတို့လမ်းပြောက်မှာဆိုလို့ဇာဇူးကိုအတူလိုက်ခိုင်းလိုက်ပါတယ်။လမ်းတဝက်ရောက်တဲ့အခါစင်ပါကစင်တင်ချိုင်းအကြောင်းပြောပြလိုက်ပြီးနာလာကအရင်ဆုံးဇာဇူးကိုလှည့်စားဖို့အကြံပေးပါတယ်။ဇာဇူးကိုမျက်ခြေဖြတ်ဖို့ကလေးနှစ်ယောက်က Flamingo တွေ Zebra တွေကြားပြေးလွှားကစားရင်းဇာဇူးရဲ့မြင်ကွင်းကိုပိတ်ဆို့လိုက်ကြပါတယ်။စင်တွေနဲ့ဇဘရတွေကိုကြော်ဖြတ်ပြီးတဲ့နောက်ကလေးနှစ်ယောက်ဟာမျက်ရှည်တွေထဲပုံလိုက်ကြပါတယ်။ဒါကြောင့်ဇာဇူးကအခြားငှက်တွေအလဲမှာပိတ်မိသွားပြီးသူတို့နှစ်ယောက်ကိုလိုက်မမီတော့ပါဘူး။လမ်းရှင်းသွားတဲ့နောက်ကလေးနှစ်ယောက်ဆက်လျှောက်ရင်းအချင်းချင်းလုံးထွေးကစားနေကြပါတယ်။နာလာကစင်ပါပေါ်ခုံအုပ်လိုက်တာကြောင့်စင်ပါဟာတောင်ဆောင်အောက်ကိုလိမ့်ကျသွားပါတယ်။စင်ပါကိုအပေါ်ကနေကြည့်နေတဲ့နာလာကရှေ့ကိုလှမ်းကြည့်လိုက်တဲ့အခါသူတို့နှစ်ယောက်ဟာစင်တင်းချိုင်းကိုရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်နိုင်ငံနယ်နိမိတ်ကိုကြောလာပြီးဖြစ်လို့ပြန်ကြရအောင်ပြောပေမဲ့စင်ပါကတော့စိတ်လှုပ်ရှားနေတဲ့အတွက်သူပြောတာကိုလုံးဝနားမထောင်ပဲစင်ရိုးစုတွေကြားဆက်လျှောက်သွားပြီးလိုင်ကူတစ်ခုတည်းဝင်ရောက်စူးစမ်းပါတော့တဲ့နာလာကညမောင်လာပြီးဖြစ်လို့ပြန်ထွက်ကြရအောင်ပြောနေချိန်မှာတော့တောခွေးအုပ်စုတစုကသူတို့နှစ်ယောက်ကိုအနောက်ကနေဝိုင်းထားလိုက်ပါတယ်ခေါင်းဆောင်တောခွေးကဘရင်ရဲ့သားကိုစားရတော့မယ်ဆိုပြီးဝမ်းသာအားရပြောရင်းသူတို့စီတဖြည်းဖြည်းချင်းကပ်လာတဲ့အချိန်မှာဇာဇူးရောက်လာပြီးချင်းသိကလေးနှစ်ကောင်ကိုလွှတ်တပ်ပေးဖို့တောခွေးတွေကိုတောင်းဆိုပါတယ်သူတို့ကိုတိုက်ခိုက်လိုက်ရင်မူဖာဆာနဲ့စစ်ဖြစ်သွားလိမ့်မယ်လို့သတိပေးပေမဲ့ရှန်စီကတော့လုံးဝဂရုမစိုက်ပဲချင်းသိကလေးတွေကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဇာဇူးကသူ့မျက်နှာကိုလက်သေးနဲ့ကုတ်တိုက်လိုက်တာကြောင့်ရပ်တန့်သွားရပါတယ်။အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးချင်းသိကလေးနှစ်ကောင်ကမြေအောက်လိုင်ကောင်းနဲ့ဝင်ပြေးကြပါတယ်။ဒါပေမဲ့ထွက်ပေါက်ကနေပြန်ထွက်လာတဲ့အခါတောခွေးတွေအလဲကိုပဲပြန်ရောက်သွားပါတယ်။သူတို့နှစ်ယောက်လုံးဝပိတ်မိနေချိန်မှာမူဖာဆာရောက်လာပြီးဒေါသအပြည့်နဲ့တောခွေးတွေကိုတိုက်ခိုက်လိုက်တာကြောင့်တောခွေးအလုံးနောက်ပြန်ဆုတ်ထွက်ပြေးသွားကြပါတယ်။အဲ့ဒီနောက်မူဖာဆာကသူ့သားအနာကိုဘယ်တော့မှမကပ်ဖို့ရှန်စီကိုတတိပေးလိုက်ပါတယ်။ရှန်စီကလည်းနာခံမယ်လို့ပြောလိုက်တာကြောင့်မူဖာဆာကချင်းသိကလေးနှစ်ကောင်ကိုနိုင်ငံတော်စီပြန်ခေါ်သွားပါတယ်။ဘေးကင်းတဲ့နေရာကိုရောက်သွားပြီးနောက်မူဖာဆာကဇာဇူးကိုနာလာကိုအိမ်ပြန်ပို့ခိုင်းလိုက်ပြီးသူကိုယ်တိုင်စင်ပါနဲ့တီးတန့်စကားပြောပါတယ်။သူ့ရဲ့မစင်မချင်းလုပ်ရဲ့ကြောင့်နိုင်ငံတော်ရဲ့အနာဂတ်တစ်ခုလုံးအနေအကျရောက်လူနီးပါဖြစ်ခဲ့ကြောင်းဆုံးမလိုက်ပါတယ်အတန်ကြာအလေးနဲ့ပြောဆိုပြီးတဲ့နောက်တားစိတ်ပြေလျှော့အောင်မူဖာဆာကစင်ပါနဲ့အတူကစားပေးပါတယ်နှစ်ယောက်လုံးမောပန်းသွားတဲ့အခါမူဖာဆာကတားဖြစ်သူနဲ့အတူကျယ်တွေကိုမောကြည့်ရင်းအတိတ်ကဘရင်ကြီးတွေဟာကောင်းကင်ဘော်ကကျယ်တွေဖြစ်ရှိနေပြီးလက်ရှိဘရင်တွေကိုလမ်းပြကကာကွယ်ပေးနေကြောင်းပြောပြပါတယ်
အဲ့ဒီညတကောင်ရံမှာစကားကစင်တင်ချိုင်းကိုသွားပြီးတောခွေးတွေနဲ့တွေ့ဆုံပါတယ်မူဖာစာလာပြီးလက်စားချီတော့မယ်ထင်တဲ့တောခွေးတွေကတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပေမဲ့စကားဖြစ်မှန်းသိသွားတဲ့အခါရက်လိုက်ကြပါတယ်စကားကအမှောင်နဲ့မြေမှာအစာရှားပါမှုဖြစ်နေတယ်လို့ကြားတဲ့အတွက်ချင်းသိကလေးနှစ်ကောင်ကိုသူတို့အတွက်ပို့ပေးခဲ့တာဖြစ်ပေမဲ့ချင်းသိလေးကအသက်ရှင်ပြီးပြန်လွတ်လာခဲ့ကြောင်းပြောပါတယ်တောခွေးတွေကစင်ပါကိုစားပစ်မယ်လို့ပြောရစကားကအဲ့ဒီထက်ပိုကောင်းတဲ့အရာကိုပေးနိုင်တယ်လို့ပြန်ပြောပါတယ်ရှာအန်စီကဘာကိုဆိုလိုတာလဲလို့မေးတဲ့အခါစကားကသူ့ကိုဖရင်ဖြစ်အောင်ကူညီပေးမယ်ဆိုရင်သူတို့ဘိုက်ကိုအမြဲပြည့်နေအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။အဲ့ဒီနောက်စကားကမူဖာစာကိုတက်ပြရမယ်လို့ပြောလိုက်ပြီးသူဖရင်ဖြစ်သွားတဲ့နေ့ကျရင်တောခွေးအားလုံးအစာဝဝလင်းလင်းစားရတော့မယ်လို့ဆက်ပြောပါတယ်။အစပိုင်းမှာတော့ဒီအစီအစဉ်ကအယူမှုလိုပဲထင်ရပေမဲ့ရှန်စီနဲ့တခြားတောခွေးတွေကနောက်ဆုံးမှာစကားကိုကူညီဖို့သဘောတူလိုက်ကြပါတယ်။အဲ့ဒီနောက်စကားကနိုင်ငံတော်ကိုလူယူဖို့သူစီစဉ်ထားတဲ့အစီအစဉ်ကိုအားလုံးကိုရှင်းပြလိုက်ပါတယ်နောက်တနေ့မနက်မှာစကားကတူတူဖြစ်တဲ့စင်ပါကိုခြိုင်ဝမ်တစ်ခုစီခေါ်သွားပါတယ်အဲ့ဒီနေရာဟာချင်းသေးတွေကိုယ့်ရဲ့ဟိန်းတန်ကိုရှာတွေ့တဲ့နေရာလို့ပြောပြီးဖခင်ရဲ့ယုံကြည်မှုကိုပြန်ရဖို့ဒီနည်းလမ်းတစ်ခုပဲရှိတယ်လို့လိန်ညာပြောလိုက်ပါတယ်စကားကိုယုံသွားတဲ့စင်ပါကဟိန်းတန်ထွက်အောင်အကြိမ်ကြိမ်လေ့ကျင့်ပါတော့တယ်အဲ့ဒီနောက်စကားကသူ့မှာသွားเสียရှိသေးတယ်နောက်မှပြန်လာစစ်ဆေးမယ်လို့ပြောပြီးထွက်သွားပါတယ်ဦးလေးထွက်သွားပြီးတဲ့နောက်စင်ပါကအနီးနားကတရိတ်ဆန်တွေကိုကြည့်ရင်ပုတ်တင်ညိုတကောင်ကိုဟိန်းဖို့ကြိုးစားပါတယ်ဒါပေမဲ့ထွက်လာတာကချင်းသေးဟိန်းတန်မဟုတ်ပဲကြောင်လေးတကောင်လိုအတန်ပဲဖြစ်နေပါတယ်အဲ့ဒီအချိန်ရုတ်တရက်မြေကြီးတုန်ခါလာတာကိုခန်းစားလိုက်ရပြီးပတ်ဝန်းကျင်ကိုလှည့်ကြည့်တဲ့အခါဝိုဒဘီစအုပ်ကြီးတအုပ်ခြိုင်ဝမ်ထဲကိုအရှိန်ပြင်းပြင်းနဲ့ပြေးဝင်လာတာကိုတွေ့လိုက်ရပါတယ်။ဒါဟာတောခွေးတွေရွယ်ချက်ရှိလှုပ်လိုက်တာမှန်စင်ပါမသိပါဘူး။အန်ရီကိုရှောင်ဖို့စင်ပါကကြောက်တုံးတစ်ခုနောက်မှာပုံပြီးအရာအလုံးပြီးသွားဖို့ကြောက်ရွံ့စွာစောင့်နေပါတယ်။အဲ့ဒီအချိန် Pride Rock မှာစကားကသူ့အကိုမူဖာစာစီသွားပြီးခြိုင်ဝမ်ထဲမှာတရိတ်ဆန်အုပ်ကြီးအထိတ်တလန့်ပြေးလွှားနေကြောင်းစင်ပါလည်းအဲ့ဒီနေရာမှာရှိနေပြီးအကူအညီလိုအပ်နေကြောင်းပြောလိုက်ပါတယ်မူဖာစာကတစ်စက္ကန့်တောင်မဆိုင်ပဲဇာဇူးနဲ့အတူချက်ချင်းထွက်သွားပါတယ်အဲ့ဒီအချိန်စင်ပါကတရိတ်ဆန်တွေတိုက်မိမခံရအောင်တစ်ပင်တပင်ကိုတင်းတင်းဖက်ထားပါတယ်ခဏကြာမှမူဖာစာနဲ့ဇာဇူးရောက်လာပြီးမူဖာစာကတားကိုကဲဖို့ခြိုင်ဝမ်အောက်ကိုဆင်းသွားပါတယ်မူဖာစာဆင်းသွားချိန်စကားကဇာဇူးကိုချင်းသိမတွဒီကိုတွားခေါ်ခိုင်းလိုက်ပြီးသူတယောက်တည်းကြံနေအောင်လှုပ်လိုက်ပါတယ်မူဖာစာကဝိုဒဘီစ်အုပ်ကြီးကြားကိုပြေးဝင်သွားပြီးတစ်ပင်ကိုတွေ့ထားတဲ့စင်ပါစီရောက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မရောက်ခင်မှာပဲဝိုဒဘီတကောင်ကမူဖာစာကိုဝင်တိုက်လိုက်တာကြောင့်တကိုင်းကျိုးသွားပြီးတားဖနှစ်ယောက်စလုံးအောက်ကိုပြုတ်ကျသွားပါတယ်စင်ပါကလွတ်မြောက်နိုင်ဖို့မျှော်လင့်ချက်မရှိတော့ဘူးလို့ထင်နေချိန်မှာမူဖာစာကအချိန်မီရောက်လာပြီးစင်ပါကိုပါဆက်နဲ့ကိုက်ချီကကြောက်တောင်ပေါ်ကလုံခြုံတဲ့နေရာကိုတင်ပေးလိုက်ပါတယ်ဒါပေမဲ့မူဖာစာကဝိုဒဘီစ်တွေထပ်တိုက်တာခံရပြီးခြေထောက်အောက်မှာအကြိမ်ကြိမ်နင်းခံလိုက်ရပါတယ်ဒဏ်ရာအပြင်းထန်ရသွားပေမဲ့နောက်ဆုံးမှာတော့ဝိုဒဘီစ်အုပ်ကြီးတဲကနေလွတ်မြောက်လာပြီးခြိုင်ဝမ်အပေါ်ကိုတက်ဖို့ကြိုးစားပါတော့တဲ့မူဖာစာအပေါ်ကိုရောက်လာချိန်မှာတော့စကားပေါ်လာပါတယ်မူဖာစာကသူ့ကိုကယ်ပေးဖို့အကူအညီတောင်းပေမဲ့စကားကကူညီမဲ့အစားသူ့လက်သေးတွေနဲ့မူဖာစာကိုဖမ်းဆွဲကမျက်နှာကိုကုတ်ချစ်လိုက်ပါတယ်အဲ့ဒီနောက်မူဖာစာဟာခြိုင်ဝမ်အောက်ကိုပြန်ပြုတ်ကျသွားပြီးနောက်ဆုံးကျန်တဲ့ဝုဒ္ဓဘီတွေရဲ့ခြေထောက်အောက်မှာနင်းချခံလိုက်ရပါတော့တဲ့စိတ်ပူနေတဲ့စင်ပါကခြိုင်ဝမ်အောက်ကိုပြန်ဆင်းပြီးဖခင်ကိုလိုက်ရှာပါတယ်နောက်ဆုံးမှာတော့အသက်မရှိတော့တဲ့ဖခင်ရဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရပါတယ်အလွန်စိတ်ပြက်ဝမ်းနည်းသွားတဲ့စင်ပါကအကူအညီတောင်းပြီးအော်ဟစ်ကဖခင်ရဲ့အလောင်းဘေးမှာလဲအိပ်ရင်းတခြားသူတွေရောက်လာဖို့စောင့်နေပါတော့တယ်အဲ့ဒီအချိန်စကားရောက်လာပြီးမင်းဘာလုပ်လိုက်တာလဲလို့ပြောကအပြစ်အလုံးကိုစင်ပါအပေါ်ပုံချလိုက်ပါတယ်ပြီးတော့အခုကစပြီးအလုံးကမင်းကိုအဆိုးဆုံးရာဇဝတ်ကောင်တစ်ယောက်ဖြစ်မြင်ကြတော့မယ်လို့ပြောလိုက်တာကြောင့်စင်ပါဟာကြောက်ရွံ့တုန်လှုပ်သွားပါတော့တယ်စင်ပါကဘာဆက်လုပ်ရမလဲလို့မေးလိုက်တဲ့အခါစကားကအသက်ရှင်ခြင်းရင်အဝေးဆုံးကိုထွက်ပြေးပြီးဘယ်တော့မှပြန်မလာဖို့ပြောလိုက်ပါတယ်စင်ပါထွက်သွားတာနဲ့တပြိုင်နက်စကားရဲ့နောက်မှာတောခွေးတွေပေါ်လာပြီးစင်ပါကိုတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်တောခွေးတွေကိုတွေးလိုက်တာနဲ့စင်ပါကအစွမ်းကုန်ထွက်ပြေးပါတော့တယ်ဒါပေမဲ့လမ်းကွေ့တနေရာမှာချော်လဲပြီး6ကမ်းပါအောက်ကိုပြုတ်ကျသွားပါတယ်ရှန်စီကတေသွားပြီလားဆိုတာတေချာချင်တာကြောင့်တခြားတောခွေးတွေကိုအောက်ဆင်းစစ်ခိုင်းလိုက်ပါတယ်ဒါပေမဲ့တောခွေးတွေကအောက်ကိုဆင်းရမှာကြောက်နေကြပြီးဒီလောက်မြင့်တဲ့နေရာကပြုတ်ကျရင်ဘယ်သူမှအသက်မရှင်နိုင်ဘူးလို့ထင်ကြတာကြတောင်ရှန်စီကိုချင်းတိကလေးရဲ့အလောင်းကိုစားပစ်လိုက်ပြီးလို့လိန်ပြောလိုက်ကြပါတယ်တကယ်တော့6ကမ်းပါအောက်မှာစင်ပါကတစ်ပင်တပင်အောက်မှာလဲနေရင်တောခွေးတွေထွက်သွားမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်တောခွေးတွေပြန်သွားတဲ့အခါစင်ပါက6ထဲကနေတဖြည်းဖြည်းတက်လာပြီးဥတီယာမရှိပဲတဲကန်နာရကြီးတဲ့ကိုလမ်းလျှောက်ထွက်သွားပါတော့တယ်တစ်ဖက်မှာတော့ Pride Rock မှာစကားကသူ့အကိုမူဖာစာနဲ့တူဖြစ်သူစင်ပါတို့တေးဆုံးသွားတဲ့အတွက်ဝမ်းနေကြောင်းလူရှိမှမိန်ကုန်းပြောပါတယ်သူကချိုင်ဝမ်ကိုအချိန်မီမရောက်နိုင်ခဲ့လို့မကယ်နိုင်ခဲ့ကြောင်းပြောပြီးအခုလိုအခြေအနေမှာနိုင်ငံတော်အတွက်ခေါင်းဆောင်မရှိလို့မဖြစ်နိုင်ကြောင်းဆိုကာသူကိုယ်တိုင်ဘရင်ရာထူးကိုရယူလိုက်ပါတယ်ဘရင်ဖြစ်ပြီးနောက်စကားကအလုပ်တွေကတရိတ်ဆန်တကောင်တဲ့အတွက်များလွန်းတယ်လို့ပြောပြီးအလုံးကိုလုံခြုံအောင်စောင့်ရှောက်ဖို့သူ့နဲ့တူအုပ်ချုပ်မဲ့သူတွေလိုအပ်တယ်ဆိုကာတောခွေးတွေကိုနိုင်ငံတော်ထဲခေါ်သွင်းလိုက်ပါတယ်တဲကန်နာရထဲမှာတော့စင်ပါဟာရက်ပေါင်းများစွာတကောင်နဲ့လက်လျှောက်နေရင်အလွန်ပင်ပန်းပြီးအကုန်သွားပါတယ်
နောက်ဆုံးမှာတော့တဲပူတွေပေါ်လဲကျသွားပြီးမလုံနိုင်တော့ပါဘူး။နာရီအနှဲငယ်ကြာတဲ့အခါလင်းတအုပ်စုကသူ့ကိုစားဖို့ရောက်လာပါတယ်။ဒါပေမဲ့တောဝက်တစ်ကောင်ရောက်လာပြီးလင်းသားတွေကိုမောင်းထုတ်လိုက်တာကြောင့်သူအသက်ရှင်သွားပါတယ်။လင်းတွေထွက်ပြေးသွားတဲ့နောက်တောဝက်ကစင်ပါစီလျှောက်လာပြီးသူ့ကောင်းပေါ်မှာနေတဲ့မြက်ကလေးကစူးစမ်းကြည့်လိုက်ရာစင်ပါအသက်ရှိနေသေးတာကိုသိလိုက်ရပါတယ်။မြက်ကလေးကကြောက်လန့်ပြီးကြောက်တုံးနောက်မှာပုန်းသွားပေမဲ့တောဝက်ပန်ပါကတော့စင်ပါဟာချင်းတိတ်ကလေးပဲရှိသေးတာမို့သူတို့စောင့်ရှောက်ထားတဲ့နယ်လို့ပြောပါတယ်။နောက်တစ်ချိန်အရွယ်ရောက်လာရင်သူတို့ကိုဘယ်အနေရကမဆိုကာကွယ်ပေးနိုင်မယ်လို့လည်းပြောပါတယ်။စင်ပါနိုးလာတဲ့အခါပန်ပါနဲ့တီမွန်တို့ကသူတို့ကိုသူတို့မိတ်ဆက်ပေးပြီးဘလို့ဒီနေရာကိုရောက်လာတာလဲလို့မေးပါတယ်။ဒါပေမဲ့စင်ပါကအတိတ်ကြောင်းမပြောချင်တာကြောင့်ဘာမှမဖြေဘဲဆက်လန်းလျှောက်သွားပါတယ်။စင်ပါအရန်စိတ်မကောင်းဖြစ်နေမှန်းသိလိုက်တဲ့တီမွန်ကအတိတ်ကိုမတွေးဘဲအနာဂတ်ကိုပြောင်းလဲနိုင်တယ်လို့ပြောပြီးဟာကူနာမာတာတာဆိုတဲ့ဘဝကိုစိတ်ပူစရာမလိုပဲနေထိုင်တဲ့အတွေးခေါ်ကိုတင်ပေးလိုက်ပါတယ်ဟာကူနာမာတာတာအကြောင်းတင်ယူရင်းစင်ပါကတီမွန်နဲ့ပန်မာနောက်ကိုလိုက်သွားပြီးအရင်ကမမြင်ဘူးတဲ့လှပတဲ့ခြိုင်ဝမ်တစ်ခုကိုရောက်လာပါတယ်အဲ့ဒီနေရာမှာရေတံခွန်ကြီးတစ်ခုလည်းရှိနေပါတယ်ရောက်တာနဲ့စင်ပါကသူ့ပိုက်စာနေပြီလို့ပြောလိုက်ပါတယ်တီမွန်ကအစားအသောက်အလေးထားကိုပြောင်းရတော့မယ်အရင်လိုမြင်းကြားတွေတမင်တွေကိုစားလို့မရတော့ဘူးလို့ပြောပါတယ်အဲ့ဒီနောက်ပန်မာကတစ်တုံးတုံးကိုလှန်ပြလိုက်ရအောက်မှာပိုးမွားမျိုးမျိုးရှိနေတာကိုတွေးလိုက်ရပါတယ်တီမွန်နဲ့ပန်မာတို့ကအဲ့ဒီပိုးမွားတွေကိုအားရပါရစားကြပြီးစင်ပါကလည်းအစပိုင်းမှာမကြိုက်ပေမဲ့နောက်ဆုံးတော့တိတ်တိတ်လေးစားနိုင်သွားပါတယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြာသွားပြီးစင်ပါဟာအရွယ်ရောက်တဲ့ချင်းသေးတကောင်ဖြစ်လာပါတော့တဲ့တစ်ဖက်မှာတော့နိုင်ငံတော်တွေကနောက်ဆုံးကျန်တဲ့တိရစ္ဆာန်အုပ်တွေထိစကားနဲ့တောခွေးတွေကိုကြောက်လို့ထွက်ပြေးကုန်ကြပါတယ်ဒါအပြင်မိုးခေါင်ရေရှားမှုကလည်းနိုင်ငံတော်ကိုဆူဆူရွရွရိုက်ခတ်နေပါတယ် Cry Rock ပေါ်ကနေနာလာကဒီအခြေအနေအလုံးကိုမြင်ပြီးဝင်ကူခြင်းပေမဲ့သူ့အမေကတားမြစ်လိုက်ပါတယ်အဲ့ဒီအချိန်ဇာဇူးရောက်လာပြီးနောက်ဆုံးကြံတဲ့တိရစ္ဆာန်အုပ်တွေလည်းထွက်ပြေးသွားပြီလို့သတင်းပို့ပါတယ်ဒါပေမဲ့တောခွေးတွေကဇာဇူးကိုစားဖို့လိုက်လာတာကြောင့်သူစကားဆုံးအောင်အောင်မပြောနိုင်ခဲ့ပါဘူးဇာဇူးထွက်သွားပြီးတဲ့နောက်စကားကတောခွေးတွေနဲ့အတူရောက်လာပြီးဆာရာဘီနဲ့စကားပြောချင်တယ်လို့ပြောပါတယ်နာလာကသဘောမတူပေမဲ့မူဖာစာရဲ့မိဖုရားဟောင်းဆာရာဘီကစကားနဲ့တွားတွေးလိုက်ပါတယ်စကားကသူ့နဲ့အတူညစာစားပွဲတက်ဖို့ပြောလိုက်ပါတယ်ဆာရာဘီကစကားဟာအမဲလိုက်လွန်းတာကြတောင်တရိษံအားလုံးနိုင်ငံတော်ကထွက်ပြေးကုန်လာလို့ပြောပေမဲ့စကားကသူ့ရဲ့တက်အင်အားကြောင့်အမဲလိုက်နီးပိုကောင်းလာတာလို့ပြန်ဖြေပါတယ်ပြီးတော့အဲ့ဒီကိစ္စအတွက်ခေါ်တာမဟုတ်ပဲဆာရာဘီကိုဘယင်မအဖြစ်ပြန်ထားခြင်းတယ်လို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့ချင်းသိမတွေကဆာရာဘီရဲ့စကားကိုပဲနားထောင်ပြီးသူ့ကိုတော့ဆာရာဘီကြောင့်လက်မခံကြတာလို့ဆိုပါတယ်ဒါပေမဲ့ဆာရာဘီကစကားရဲ့ကန့်လန့်ချက်ကိုပြက်ပြက်တသားညှင်းလိုက်ပါတယ်အဲ့ဒါကြောင့်စကားကအပြစ်ပေးတဲ့အနေနဲ့အခုကစားပြီးတောခွေးတွေကိုအရင်စားခွင့်ပေးမယ်သူတို့စားပြီးမှကြံတာကိုချင်းသိမတွေစားရမယ်လို့အမိန့်ပေးလိုက်ပါတယ်ဒီအခြေအနေကိုလက်မခံနိုင်တဲ့နာလာကအားလုံးအိပ်ပျော်သွားတဲ့ညအချိန်မှာနိုင်ငံတော်ကနေထွက်ပြေးပြီးအကူအညီရှာဖို့ဆုံးဖြတ်လိုက်ပါတယ်အမှောင်ကိုအခွင့်ကောင်းယူပြီးကြောက်တုံးတွေကြားကနေတိတ်တိတ်လေးထွက်ဖို့ကြိုးစားပေမဲ့စကားကနိုးလာပြီးလေထဲကအနံ့ကိုရလိုက်တာကြောင့်ဘသူထွက်ပြေးနေလဲဆိုတာသိဖို့လိုက်ရှာပါတော့တယ်နာလာကိုဖမ်းမိတော့မဲ့အချိန်မှာအားပဲဇာစုရောက်လာပြီးစကားရဲ့အာယုံကိုလွှဲပေးလိုက်တာကြောင့်နာလာလွတ်မြောက်သွားပါတယ်အဲ့ဒီအချိန်မှာတော့စင်ဘာဟာတီမိုနဲ့ပန်မာတို့နဲ့အတူခြားစားဖို့တွေစားရင်ပျော်ပျော်ရွှင်ရွှင်နေထိုင်နေစေဖြစ်ပါတယ်တနေ့လုံးအစားစားပြီးတဲ့နောက်၃ယောက်သားမြက်ခင်းပေါ်မှာလဲအိမ်ရင်ကျယ်တွေကိုမော့ကြည့်နေကြပါတယ်တီမွန်ကကျယ်တွေဟာပိုးဆုံးကျူးအကြီးစားတွေပဲလို့ပြောလိုက်ပါတယ်စင်ဘာကိုသူဘလို့ထင်လဲလို့မေးတဲ့အခါစင်ဘာကဖခင်ပြောခဲ့တဲ့အတိုင်းအတိတ်ကဘရင်ကြီးတွေဟာကောင်းကင်ဘော်ကကျယ်တွေအဖြစ်အသက်ရှင်နေသူတွေကိုစောင့်ရှောက်ပေးနေတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့တီမွန်နဲ့ပန်မာတို့ကတော့ရေမောလိုက်ကြပါတော့တဲတီမွန်နဲ့ပန်မာတို့ရေမောနေကြတာကိုမြင်လိုက်တဲ့စင်မာကစိတ်မကောင်းဖြစ်သွားပြီးတယောက်တည်းထွက်လာကပိုးမွားတွေကိုစားရင်အထီးကျန်စွာအချိန်ဖြုံးနေပါတယ်။ခဏအကြာမှာတော့မြက်ခင်းပေါ်လှဲလျောင်းရင်ကောင်းကင်ကကျယ်တွေကိုမေးကြည့်နေချိန်သူ့လက်ဆန်ကအမွေးတစ်ချောင်းကျွတ်ကြပြီးအနီးကစမ်းချောင်းနဲ့မျောပါသွားပါတယ်။အဲ့ဒီအမွေးကိုငှက်တကောင်ကကောက်ယူသွားပြီးအတိုက်ဆောက်ဖို့အသုံးပြုပါတယ်တဘာဝရဲ့လက်ပတ်မှုအတိုင်းအဲ့ဒီအမွေးဟာအာဖရိကတခွင်လက်ဆင့်ကမ်းသွားရင်နောက်ဆုံးမှာတော့ရာဖီကီရဲ့လက်ထဲကိုရောက်သွားပါတယ်ရာဖီကီကအဲ့ဒီအမွေးကိုမြင်တာနဲ့ဒါဟာမူဖာဆာရဲ့သားစင်ဘာရဲ့အမွေးဖြစ်မှန်ချက်ချင်းသိလိုက်ပြီးအံ့ဩစွာနဲ့စင်ဘာအသက်ရှင်နေသေးကြောင်းနားလည်လိုက်ပါတယ်နောက်တနေ့မနက်မှာတီမွန်ပန်ဘာနဲ့တခြားတိရစ္ဆာန်တချို့တောထဲလမ်းလျှောက်နေကြချိန်မြက်တောထဲကနေနာလာရုတ်တရက်ခုန်ထွက်လာပြီးသူတို့ကိုဖမ်းဆီးဖို့ကြိုးစားပါတယ်ပန်ဘာကကြောက်လန့်ပြီးထွက်ပြေးပေမဲ့နာလာကအရန်ညံ့လွန်းတာကြောင့်မလွတ်နိုင်မှန်းသိသွားပါတယ်။နောက်ဆုံးမှာတော့ပန်မာကနာလာကိုစင်ပါရှိတဲ့နေရာစီတန်းခေါ်သွားလိုက်ပါတယ်။တငယ်ချင်းကိုကာကွယ်ဖို့စင်ပါကရှေ့ထွက်ရက်လိုက်ပြီးတယောက်နဲ့တယောက်မမှတ်မိကြသေးတဲ့ချင်းသေးနှစ်ကောင်ဟာစတင်တိုက်ခိုက်ကြပါတယ်။နာလာကစင်ပါကိုမြေကြီးပေါ်လှဲချလိုက်တဲ့အချိန်မှာတော့ငယ်ဘဝကလိုအနေထားတူသွားတာကြောင့်စင်ပါကသူဟာနာလာဖြစ်ကြောင်းနောက်ဆုံးမှာမှတ်မိသွားပါတော့တဲ့အရန်ဝမ်းသာသွားတဲ့စင်ပါကဒီနေရာမှာနေလိုက်ရင်အရန်ပျော်ရမယ်အစားအသောက်လည်းပေါများတယ်လို့ပြဟောပါတယ်ဒါပေမဲ့နာလာကစကားဟာတောခွေးတွေနဲ့အတူနိုင်ငံတော်ကိုအုပ်ချုပ်နေကြောင်းမူဖာဆာရဲ့သားအနေနဲ့ပြန်လာပြီးကူညီပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့ဖခင်တည်ဆုံမှုအတွက်ကိုအဖြစ်တင်နေစေဖြစ်တဲ့စင်ဘာကဒီနေရာကပဲသူ့အိမ်ဖြစ်တယ်လို့ပြောပြီးနာလာကိုသူနေတဲ့နေရာတွေလိုက်ပြပါတယ်နာလာကဒီလပါတဲ့ခြိုင်ဝမ်းကိုမြင်ပြီးသဘောကျသွားပေမဲ့စင်ဘာဘာကြောင့်အိမ်ကိုတစ်ခါမှပြန်မလာတာလဲလို့မေးပါတယ်ပြီးတော့စကားဟာနိုင်ငံတော်ကိုဖျက်ဆီးပစ်လိုက်ပြီးပြန်လာပြီးသူ့ဦးလေးကိုရင်ဆိုင်ဖို့တိုက်တွန်း
ပေမဲ့စင်ဘာကအခုအခြေအနေကိုသူဘာမှမပြောင်းလဲနိုင်ဘူးလို့ပြန်ဖြေပါတယ်။အဲ့ဒီစကားကြောင့်နာလာကစင်ဘာဟာကိုကျိုးတာကြီးတဲ့သူဖြစ်သွားပြီလို့ပြောပြီးသူ့ကိုလာရှာခဲ့တာမှားသွားတယ်လို့ဆိုကစိတ်ပြက်လက်ပြက်နဲ့ထွက်သွားပါတယ်။တယောက်တည်းနေခြင်းနဲ့စင်ဘာကလမ်းလျှောက်ထွက်လာရင်နာလာနဲ့တွေ့ဆုံခဲ့တာကိုပြန်တွေးနေပါတယ်။အဲ့ဒီအချိန်မှာရာဖီကီနဲ့ဆုံတွေ့ပေမဲ့စင်ဘာကသူ့ကိုမမှတ်မိပဲတာမန်တရိษံတကောင်လိုပဲသဘောထားပါတယ်။သူ့ကိုတယောက်တည်းနေခွင့်ပေးဖို့ပြောတဲ့အခါရာဖီကီကမင်းပြန်ရှာတွေ့အောင်ကူညီပေးရမယ်လို့ပြန်ဖြေပါတယ်။စင်ဘာကမြောက်ဖိုးကြီးယူနေပြီလို့ထင်ပြီးဆက်လျှောက်သွားပေမဲ့ရာဖီကီကမင်းကိုငငယ်တုန်းကငါလက်ပေါ်မှာခြိထားခဲ့ဘူးလေလို့ပြောလိုက်တဲ့အခါစင်ဘာရက်သွားပါတယ်။စင်ဘာကခမကကျွန်တော်အဖေကိုတိတာလားလို့မေးတဲ့အခါရာဖီကီကတိယုံတယ်မကဘူးအခုထိတိနေတော့ပဲဘာလို့လဲဆိုတော့မူဖာစာအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့မူဖာစာရှိတဲ့နေရာကိုခေါ်သွားမယ်ဆိုပြီးစင်ဘာကိုလိုက်လာခိုင်းပါတယ်။မျောလင်းချက်အပြည့်နဲ့စင်ဘာကရာဖီကီနောက်ကိုလိုက်သွားပြီးနောက်ဆုံးမှာမြေကမ်းနားတစ်ခုကိုရောက်သွားပါတယ်။ရာဖီကီကမူဖာဆာဟာဒီနေရာမှာစောင့်နေတယ်လို့ပြောပြီးရေမျက်နှာပြင်ကိုကြည့်ခိုင်းပါတယ်။စင်ဘာရေထဲကိုကြည့်လိုက်တဲ့အခါရာဖီကီကမူဖာဆာဟာမင်းရဲ့အတွင်းထဲမှာရှင်သန်နေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်တစ်ခုလုံးမင်းမောင်သွားပြီးမိုးကြိုးမုန်တိုင်းဖြစ်ပေါ်လာပါတယ်။အဲ့ဒီမိုးတိမ်တွေကြားကနေမူဖာဆာရဲ့အတန်ထွက်ပေါ်လာပြီးအသက်ရှင်ခြင်းတန်တရားမှာမင်းရဲ့နေရာကိုမင်းပြန်ယူရမယ်မင်းဟာဘယင်ဖြစ်ရမယ်လို့ပြောပါတယ်ပြီးတော့ငါမင်းနဲ့အတူအမြဲရှိနေခဲ့တယ်မင်းဘယ်သူလဲဆိုတာမမေ့ပါနဲ့လို့တတိပေးလိုက်ပါတယ်ဖခင်ရဲ့စကားတွေကြောင့်စိတ်လှုပ်ရှားသွားတဲ့စင်ဘာကနိုင်ငံတော်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီးနာလာကိုလိုက်ရှာပါတော့တဲ့တဲကန်နာရထဲမှာနာယီပေါင်းများစွာပြေးပြီးတဲ့နောက်နာလာကိုတွေ့သွားပါတယ်စင်ဘာကငါတို့အိမ်ပြန်ရမယ်လို့ပြောလိုက်ပြီးနှစ်ယောက်သားနိုင်ငံတော်စီအတူပြန်ပြေးကြပါတယ်ချိုင်ဝမ်ကိုရောက်တဲ့အခါစင်ဘာကနိုင်ငံတော်ပျက်စီးနေတဲ့အခြေအနေကိုမြင်လိုက်ရပြီးနေမင်းထိတွေ့တဲ့အရာအလုံးကိုကာကွယ်ရမယ်လို့ဖခင်ပြောခဲ့တဲ့စကားကိုပြန်တတိယလိုက်ပါတယ်အဲ့ဒီအချိန်မှာဇာစုရောက်လာပြီးမင်းသားကိုပြန်တွေ့ရတဲ့အတွက်အယံဝမ်းသာသွားပါတယ်တီမွန်နဲ့ပန်ပါတို့လည်းရောက်လာပြီးစင်ဘာနဲ့အတူတိုက်ခိုက်မယ်ဘာလို့လိုအမြဲကူညီမယ်လို့ကတိပေးကြပါတယ်အားလုံးပေါင်းပြီးတောခွေးတွေရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်ကြပြီးစင်ဘာကအခုအချိန်နေမှာအသက်ရှင်တဲ့ငါးစာကိုတုံးရမယ်လို့ပြောပါတယ်အဲ့ဒီတာဝန်ကိုတီမွန်ကယူရပြီးတောခွေးတွေကိုအဝေးကိုမျှခေါ်သွားရမှာဖြစ်ပါတယ်။တစ်ပင်ပေါ်ကနေအားလုံးကိုကြည့်နေတဲ့ရာဖီကီကလည်းသူ့ရဲ့တုပ်အဟောင်းကိုပြန်ကင်လိုက်ပြီးတိုက်ပွဲအတွက်အသင့်ပြင်ပါတော့တဲ့ Pride Rock မှာတော့စကားကဆာရာဘီကိုထပ်ပြီးဘရင်မအဖြစ်ပြန်လာဖို့စီးရုံးနေပါတယ်။ဒါပေမဲ့ဆာရာဘီကမင်းဟာမူဖာစာနဲ့ဘာမှမနိုင်ရှင်နိုင်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်။ဒေါသထွက်သွားတဲ့စကားကဆာရာဘီကိုစတင်တိုက်ခိုက်ချိန်မှာပဲစင်ဘာရုတ်တရက်ပေါ်လာပြီးကျွန်တော်အမေနဲ့ဝေးနေလို့ပြောလိုက်ပါတယ်ဆာရာဘီနဲ့တခြားချင်းတိမာတွေကစင်ဘာကိုပြန်တွေ့ရလို့အယံဝမ်းသာသွားကြပေမဲ့စကားကတော့အလွန်မင်းထိတ်လန့်သွားပါတယ်သူကအပြစ်အလုံးကိုတောခွေးတွေအပေါ်ပုံချလိုက်ပါတယ်မိသားစုပြန်ဆုံပြီးတဲ့နောက်နာလာကစကားရဲ့အုပ်ချုပ်မှုဒီနေ့နဲ့အဆုံးသတ်ပြီလို့ကြေညာပြီးချင်းတိမာတွေကိုစင်ဘာနဲ့အတူတိုက်ခိုက်ဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့လှည့်စားတတ်တဲ့စကားကဒီကိစ္စကိုအကြမ်းဖက်ပြီးဖြေရှင်းစရာမလိုပါဘူးကိုမိသားစုဝင်တယောက်တည်သွားတာအတွက်တာဝန်ရှိရတာမျိုးကိုငါမလိုချင်ဘူးစင်ဘာလိုပဲလို့ပြောလိုက်ပါတယ်နာလာကဘာကိုဆိုလိုတာလဲလို့မေးတဲ့အခါစကားကစင်ဘာကိုဖခင်ကိုတတ်ခဲ့တဲ့အကြောင်းဝန်ခံဖို့ဖိအားပေးပါတော့တယ်စင်ဘာကအပြစ်ရှိတယ်လို့ကိုယုံကြည်နေစေဖြစ်တာကြောင့်ဖခင်တည်ဆုံမှုအတွက်သူ့မှာတာဝန်ရှိတယ်လို့ဝန်ခံလိုက်ပါတယ်အဲ့ဒီနောက်စကားကစင်ဘာကိုအလွန်ဆိုးရွားတဲ့စကားတွေနဲ့စက်တိုက်စော်ကားပါတော့တယ်စင်ဘာကနောက်ဆုတ်ရင်ကြောက်တောင်ဆုံးကိုရောက်သွားပြီးချော်ကြလူနီးပါးဖြစ်ကကြောက်တုံးကိုတွေ့ကတ်ထားရပါတယ်အဲ့ဒီအချိန်မှာပဲမိုးကြိုးတစ်ချက်ပြစ်ကျသွားပြီးအချောက်တွေမီးလောင်စပြူလာပါတယ် Pride Rock ပေါ်ကနေစင်ဘာကိုတွေ့ကပ်နေတာမြင်တဲ့စကားကဒီမြင်ကွင်းကငါအတွက်အရန်ရင်းနှီးတယ်မူဖာစာတေးတဲ့နေ့ကလည်းအတိအကျပဲဒီလိုဖြစ်ခဲ့တာလို့ပြောလိုက်ပါတယ်ပြီးတော့အဲ့ဒီတုန်းကငါအောက်ကိုငုံကြည့်လိုက်တော့မူဖာစာရဲ့မျက်လုံးထဲကကြောက်ရွံ့မှုကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်လို့ဆက်ပြောလိုက်ပါတော့တဲ့စကားကစင်ဘာရဲ့မျက်လုံးထဲမှာလည်းအရင်ကမူဖာစာရဲ့မျက်လုံးထဲမှာမြင်ခဲ့ရတဲ့ကြောက်ရွံ့မှုကိုအခုထပ်မြင်နေရတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်စင်ဘာရဲ့ပခုံးပေါ်ကိုလက်တင်လိုက်ပြီးနာနာကက်ကတိုးတိုးလေးမူဖာစာကိုတတ်ခဲ့တာငါပဲလို့ဝန်ခံလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့စင်ဘာဟာဒေါသအယံထွက်သွားပြီးစကားရဲ့မျက်နှာကိုကိုက်လိုက်ကကြောက်တောင်ပေါ်ကိုပြန်တက်ပြီးသူ့ဦးလေးကိုရင်ဆိုင်လိုက်ပါတယ်။စကားကတော့စင်ဘာကသူ့ကိုတတ်ချင်နေတယ်လို့ပြန်ဆွဆွဲပါတယ်။အဲ့ဒီအချိန်မှာဆာရာဘီကစကားဟာအရင်တုန်းကချိုင်ဝမ်ကိုအချိန်မီမရောက်ခဲ့ဘူးလို့အမြဲပြောခဲ့ပေမဲ့အခုတော့မူဖာစာရဲ့နောက်ဆုံးအကြည့်ကိုမြင်ခဲ့တယ်လို့ကိုယ်တိုင်ဝန်ခံလိုက်ပြီးဆိုပြီးသူ့ရဲ့လိန်ညာမှုကိုဖော်ထုတ်လိုက်ပါတယ်လျှို့ဝှက်ချက်ပေါ်ပေါက်သွားတဲ့အခါစကားကတောခွေးတွေကိုအားလုံးကိုတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်နာလာကလည်းချင်းသေးမာတွေကိုဥဆောင်ပြီးပြန်လည်တိုက်ခိုက်ရာကနေချင်းသေးတွေနဲ့တောခွေးတွေအကြားစစ်ပွဲကြီးစတင်ဖြစ်ပွားပါတော့တဲ့တစ်ဖက်မှာတော့တီမွန်နဲ့ပန်ပါတို့ကတောခွေးတွေကိုလွတ်သွားပြီးထင်ပြီးခုတစ်ခုထဲမှာပုံနေကြပါတယ်ဒါပေမဲ့သူတို့ထင်တယ်လို့မဟုတ်ပဲရုတ်တရက်တောခွေးတွေကနောက်ကနေပေါ်လာပါတယ်တီမွန်ကလည်းရွေးချယ်စရာမရှိတော့တာကြောင့်ရဲရဲဝံ့ဝံ့ပြန်တိုက်ခိုက်လိုက်ရာတောခွေးတွေနောက်ပြန်ဆုတ်သွားကြပါတယ်Pride Rock ပေါ်မှာတော့မီးလောင်ကျွမ်းမှုပိုပြင်းလာနေချိန်ချင်းသေးတွေနဲ့တောခွေးတွေဆက်လက်တိုက်ခိုက်နေကြပါတယ်။တိုက်ပွဲအလယ်မှာရှန်စီကနာလာကိုမြင်လိုက်ပြီးဒီအစာကိုစားရမယ့်နေ့ကိုငါနှစ်ပေါင်းများစွာစောင့်နေတာလို့ပြောပါတယ်။ဒါပေမဲ့နာလာကငါအရင်ကလိုချင်းသေးကလေးမဟုတ်တော့ဘူးလို့ပြန်ပြောပြီးရှန်စီကိုအားကုန်နဲ့ပြန်လဲတိုက်ခိုက်ပါတော့တယ်။
ကောင်းကင်ဘော်ကနေဇာစုကလည်းတောခွေးတွေကိုတိုက်ခိုက်ပြီးသူတို့ရဲ့အာယုံကိုလွှဲဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ပိတ်မိသွားတာကြောင့်ရာဖီကီကသူ့ရဲ့တုံးနဲ့တောခွေးတွေရဲ့ခေါင်းကိုအပြင်းပြင်းရိုက်ပြီးဇာစုကိုကယ်တင်လိုက်ပါတယ်။ဒါပေမဲ့တောခွေးအရေအတွက်ကများလွန်းတာကြောင့်ချင်းသေးတွေအခက်တွေ့နေစေဖြစ်ပါတယ်။နာလာကလည်းရှန်စီရဲ့လက်အောက်မှာရှုံးတော့မဲ့အခြေအနေကိုရောက်သွားပေမဲ့နောက်ဆုံးအချိန်မှာရှန်စီရဲ့လေပင်ကိုကိုက်လိုက်ပြီးကြောက်တောင်ပေါ်ကနေပစ်ချလိုက်ပါတယ်။တခြားချင်းသေးမတွေကလည်းတောခွေးတွေကိုတကောင်ပြီးတကောင်အနိုင်ယူလိုက်ကြတာကြောင့်တောခွေးတွေကအနိုင်မရနိုင်တော့မှန်းသိပြီးထွက်ပြေးကြပါတော့တဲ့အရာအလုံးကိုမြင်နေတဲ့စကားကလည်းထွက်ပြေးဖို့ကြိုးစားပေမဲ့စင်ဘာကလွတ်မပေးပဲလိုက်ဖမ်းပါတယ်နောက်ဆုံးမှာတော့စကားဟာတောင်ထိပ်မှာထွက်ပေါက်မရှိပဲပိတ်မိသွားပါတယ်အသက်ချမ်းသာပေးဖို့စကားကတောင်းပန်ပြီးအလုံးဟာတောခွေးတွေရဲ့ဖိအားပေးမှုကြောင့်ဖြစ်ခဲ့တာလို့လိန်ပြောပါတယ်တောခွေးတွေကိုအလွန်ယွန်ရှာစရာအစာကောက်သမားတွေလို့ဆဲဆိုပြီးနောက်ဆုံးမှာသူတို့ကိုပါတက်ပစ်ဖို့စီစဉ်ထားခဲ့တာလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူမသိတာကအဲ့ဒီစကားအလုံးကိုတောခွေးတွေကြားနေကြတာပါပဲစင်ဘာကအဲ့ဒီစကားကိုမယုံတဲ့အခါစကားကတနာစရာပုံစံနဲ့အသက်ချမ်းသာပေးဖို့ထပ်တောင်းပန်ပါတယ်နောက်ဆုံးမှာတော့စင်ဘာကစကားကိုတတ်မဲ့စားငငယ်တုန်းကစကားပြောခဲ့တယ်လို့ပဲနိုင်ငံတော်ကနေထွက်သွားပြီးဘယ်တော့မှပြန်မလာနဲ့လို့ပြောလိုက်ပါတယ်စကားကနာခံမဲ့ပုံစံနဲ့လှည့်ထွက်သွားပေမဲ့ရုတ်တရက်မိခဲပူတွေကိုစင်ဘာရဲ့မျက်နှာစီပစ်လိုက်ပါတယ်အဲ့ဒီနောက်စင်ဘာကစကားနောက်ကိုလိုက်ပြီးနှစ်ယောက်သားအပြင်းထန်တိုက်ခိုက်ကြပါတယ်နောက်ဆုံးမှာတော့စကားဟာအပေါ်ကနေအောက်ကိုပြုတ်ကျသွားပြီးမူဖာစာတေဆုံးခဲ့တယ်လို့အခြေအနေမျိုးနဲ့ကြုံလိုက်ရပါတယ်ဒီလောက်မြင့်တဲ့နေရာကပြုတ်ကျပေမဲ့စကားကမတည်သေးပဲအောက်မှာအသက်ရှင်ကျန်နေတဲ့တောခွေးတွေနဲ့ပြန်တွေ့ပါတယ်ထုံးစံအတိုင်းစကားကသူတို့ကိုထက်လှည့်စားဖို့ကြိုးစားပေမဲ့တောခွေးတွေကသူပြောခဲ့သမျှအားလုံးကိုကြားထားပြီးသားဖြစ်ပါတယ်ဒါကြောင့်တစ်ချက်မှမဆိုင်မဲ့စကားကိုအုပ်စုလိုက်ဝိုင်းတိုက်ခိုက်ပြီးအသက်ရှင်နေတော့ပဲကိုက်ဖြတ်စားတောက်လိုက်ကြပါတော့တဲ့အချိန်နှဲငယ်ကြာပြီးနောက်မိုးစတင်ရွာသွန်းလာပြီးနိုင်ငံတော်တစ်ခုလုံးမှာလောင်ကျွမ်းနေတဲ့မီးတွေငြိမ်းသွားပါတယ်အရာအလုံးတည်ငြိမ်သွားတဲ့အခါရာဖီကီကစင်ဘာစီလျှောက်လာပြီးသူ့ကိုချင်းသေးဘရင်အစ်စ်အဖြစ်တရားဝင်မြောက်တင်ပေးလိုက်ပါတယ်။အဲ့ဒီနောက်နိုင်ငံတော်ဟာမူဖာစာအမြဲလိုချင်ခဲ့တဲ့အတိုင်းငြိမ်းချမ်းသာယာပြီးစီပင်ဝပြောတဲ့ခေတ်တစ်ခုကိုပြန်လည်ရောက်ရှိသွားပါတော့တယ်။